အပိုက်ဆက်ရှိညီလာခံသဘောတူညီချက်ကိုအတည်ပြုသည့်နိုင်ငံများအနေဖြင့်အကောင့်ထဲဖော်မှုအစီရင်ခံစာကိုအတည်ပြုပြီးတစ်နှစ်အတွင်းတင်သွင်းရန်နှင့်နောက်ပိုင်းတွင်အနည်းဆုံး၄နှစ်တစ်ကြိမ်တင်သွင်းရန်အပြင်ကော်မတီမှမြစ်တာရက်ခံလာလျှင်တင်သွင်းရန်ဖြစ်ပါသည်အပိုက်စကိုကော်မတီအားလုပ်ထုံးလုပ်နည်းနှင့်စည်းမျဉ်းဥပဒေများကိုရေးဆွဲဆောင်ရွက်ခွင့်ပြုရန်နှင့်တာဝန်ထမ်းဆောင်မည့်အရာရှိများ၏တက်တန်းကို2နှစ်သတ်မှတ်ရန်ဖြစ်ပါသည်အပိုင်း20စီဒေါကော်မတီသည်အစိုးရများမှတင်သွင်းသည့်အစီရင်ခံစာများကိုဖတ်ရှုလေ့လာရန်အတွက်နှစ်စဉ်ပုံမှန်အစည်းအဝေးကျင်းပရန်ဖြစ်ပါသည်အပိုင်း21စီဒေါကော်မတီသည်ကုလသမဂ္ဂအထွေထွေညီလာခံသို့နှစ်စဉ်အစီရင်ခံစာတင်သွင်းရန်နှင့်အစိုးရများ၏အစီရင်ခံစာအပေါ်အကြံပြုချက်နှင့်အထွေထွေထောက်ခံချက်များထုတ်ပြန်ပေးရန်ဖြစ်ပါသည်အပိုင်း22ကုလသမဂ္ဂ၏သက်ဆိုင်ရာဌာနများမှအထူးကျွမ်းကျင်သူများကိုပါဝင်စေ၍အစိုးရများ၏အစီရင်ခံစာများကိုလေ့လာသုံးသပ်ပြီးအစီရင်ခံစာတင်ပြစေရန်ဖြစ်ပါသည်အပိုင်း23ဤစာချုပ်ပါမည်သည့်ပြဋ္ဌာန်းချက်မှကာကြီးစာချုပ်ဝင်နိုင်ငံ၏ဥပဒေပြဋ္ဌာန်းချက်တွင်ဖြစ်စေခါခွေထိုနိုင်ငံအပေါ်အာဏာသက်ရောက်စေသောကွန်ဗင်းရှင်းစာချုပ်သဘောတူညီချက်တစ်ခုခုတွင်ဖြစ်စေပါရှိသောအမျိုးသားနှင့်အမျိုးသမီးဒန်းတူရည်တူဖြစ်ထွန်းမှုအတွက်ပိုမိုတာလွန်သည့်ပြဋ္ဌာန်းချက်တရရက်ကိုမထိခိုက်စေရအပိုင်း24ညီလာခံတွင်သဘောတူညီထားသည့်အချက်များအားလုံးအပြည့်အဝရှိစေရေးအတွက်လိုအပ်သည့်အစီအစဉ်အားလုံးကိုနိုင်ငံတော်အစိုးရများမှဆောင်ရွက်ရန်လိုအပ်ကြောင်းဖော်ပြထားပါသည်အပိုင်း25ညီလာခံ၏လက်ရှိသဘောတူညီချက်များကိုကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ထံထိန်းသိမ်းထားရှိရေးနှင့်နိုင်ငံအားလုံးမှပါဝင်လက်မှတ်ရေးထိုးရန်နှင့်သဘောတူအတည်ပြုခြင်းဖြင့်အသက်ဝင်မှုရှိစေရန်ဖော်ပြထားပါသည်